ဖြိုးပါရှင်ဖြိုးကခုပထမတော့ငါတင်ခဲ့တဲ့ဗီဒီယိုဆက်လေးပေါ့နော်ခုကဆိုလို့ရှိရင်ဖြိုးတို့ပထမနေရာကိုလည်းရောက်ပြီဆိုတော့ဒါနောက်တစ်နေရာကိုထပ်သွားတာလေးကိုဖြိုးကလာပြီး sharing လုပ်ပေးတာပါခုဆိုလို့ရှိရင်ဖြိုးတို့နဲ့အတူတူအားလုံးပဲ like ခဲ့ကြပါအောင်ရှင်ဖြိုးတို့တငယ်ချင်းတွေနောက်တစ်နေရာကိုသွားဖို့ခုဆိုလို့ရှိရင်စပြီးတော့ထွက်နေပါပြီအခုဖြိုးတို့သွားနေတဲ့6လမ်းဆိုရင်ခုဖြိုးတို့ Central World ကိုသွားတာပေါ့နော်အယုတ်လေးတွေအများကြီးပဲရှိနေတဲ့ Central World ကိုသွားနေတဲ့6လမ်းတော့6ကိုဖြိုးတို့သွားနေတာပါရှိဆိုလို့ရှိရင်ရောက်ပါတော့မယ်အခုဆိုရင်သွားရင်းနဲ့ဘယ်စန်တယ်ဝေါ်ကိုရောက်ပါပြီသူတို့တွေထဲထဲမှာဘလို့ဆင်ထားတယ်ဆိုတော့ဖြိုးတို့နဲ့အတူတူလိုက်ကြည့်ကြပါအောင်ဝင်ချင်းမှာပဲတွေ့ရတဲ့နေရာလေးရဲ့ဘေးမှာရေလေးတွေစီးနေတာလေးပါနော်အမရုပ်ကလေးလေးထားပေးထားတယ်ညနေဘက်ဆိုလို့ရှိရင်တော့သူကပို့ပြီးတော့လှတယ်ဖြိုးတို့သွားထားတဲ့ချိန်ကအခုဒီရောက်တော့ပဲ2နာရီခွဲ3နာရီဝန်းကျင်ရှိပါပြီအကြောင်းမနေရလဲပူနေတာပါနေကဘက်တောင်မှပဲလူတွေကလည်းအများကြီးပဲအရင်လဲလာကြပါတယ်ဖြိုးတို့သွားတဲ့ရက်ကလည်းတနင်္ဂနွေနေ့ဆိုတော့ညဘက်လာလို့ရှိရင်ပို့ပြီးတော့လှပါတယ်အကြောင်းမို့ဖိုးကဖြိုးကညဘက်လာဖို့ကို recommend ပေးပါဖြိုးတို့တကယ်ချင်းနေအထဲထဲကိုဝင်မှာပါအထဲထဲမှာအလှဆင်ထားတာလေးတွေရှိပါတယ်အဲ့ဒီအလှဆင်ထားတာလေးတွေကိုဖြိုးတို့ကအထဲထဲကိုဝင်ကြည့်မှာပဲဖြစ်ပါတယ်ဖြိုးတို့နဲ့တူလိုက်ခဲ့ကြပါသွားနေနဲ့နောက်ဆုံးမှရောက်သွားပါတယ်ဟိုးဝေးမှမြင်နေရတာကတော့သူတို့စင်ပြီးထားတဲ့ကတ်ထုံကားတွေကနန်းတော်လေးနဲ့မိသမီးလေးတွေအများကြီးကိုသူတို့ရဲ့စင်ပြီးထားတာပါအဲ့တော့ဖြိုးတို့တူတူသွားကြည့်ကြပါမယ်ဖြိုးတို့နဲ့တူတူလိုက်ခဲ့ကြပါအောင်သူတို့စင်ပြီးထားတာလေးကအရန်ကိုလှပါတယ်လုံးဝကတ်ထုံကားတွေအတိုင်းပဲနန်းတော်ကြီးဆိုလို့ရှိရင်လည်းအကြီးကြီးပဲပေါ့နော်သူတို့အလေကောင်မှလောက်ထားတဲ့တာဝါရာကြီးလာပါလားမသိအဲ့ဒါကြီးဆိုလို့လည်းဟိုအရှိပဲအမြင့်ကြီးပဲပေါ့နော်သူတို့လုတ်ပေးထားတာအမှအရန်ကိုလှပါတယ်ဓာတ်ပုံလေးရိုက်စရာနေရလဲအရန်ကိုပေါ်ပါတယ်ဖြိုးကဒီကိုလာဖို့အဲ့ Central World ပေါ့နော်အခုကိုလာဖို့ကို recommend ပေးပါတယ်သူတို့ရဒီစင်မှာဆိုတော့ဘောနော်ခရစ်စမတ်နာလည်းနီးပြီးနေ့တည်းလည်းကိုရောမယ်ဆိုတော့သူတို့ရတနေ့မတူလို့လည်းပြောပါတယ်အဲ့လိုမျိုးလာစင်နာတွေကကိုထိုင်းနိုင်ငံမှာရှိနေရဆိုရင်ခုနေရာလေးကိုလာဖို့ဖြိုးက recommend ပေးပါတယ်ဖြိုးကအကုန်လုံးကိုမြင်အောင်လို့ဒီမှာအခုဘောနော်အကုန်လုံးကိုလိုက်ဝေးပြီးတော့ရိုက်ပြထားတာပါခေါင်းတော့နည်းနည်းမူသွားပါမယ်ခေါင်းမူထားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်ရှင်အကုန်လုံးပအောင်လို့ဖြိုးကတက်နိုင်တလောက်လေးရိုက်ပေးထားတာပါရှင်ဖြိုးကခုလိုမျိုး vlog လေးတွေရိုက်ခါတာလေဝတနာပါလို့ပါအမလေးတွေပါရင်လည်းတီးကန်ပြီးတော့ကြည့်ပေးကြပါရှင်နောက်တစ်ခါလေးကြားလို့ရှိရင်အစီအပြေအောင်လို့ရိုက်ပေးပါမယ်ရှင်ခုကဆိုလို့ရှိရင်ဖြိုးတို့တငယ်ချင်းဒီမနေ့တည်းကလည်းဘာမှမစားရသေးဘူးဆိုတော့ခုစားတော့ဆိုင်ကိုသွားမှာပါမသွားစားကြမှာပါရှင်အလုံးပဲလည်းကြပါအောင်နော်ခုဆိုလို့ရှိရင်ဖြိုးတို့တငယ်ချင်းတွေကပဲဆိုင်မှာစားမလဲပဲဆိုင်မှာစားကြမလဲလို့တယောက်နဲ့တယောက်မေးပြီးတော့သွားကြပါတယ်သွားရင်လည်းပဲနောက်ဆုံးမှာတော့သွားမဲ့ဆိုင်ပေါ့နော်စားမဲ့ဆိုင်ကိုရောက်သွားပါတယ်ဖိုက်တီကလည်းရမ်းစာနေပါပြီမနေ့တည်းကမှဘာမှမစားသေးခုမနေ့စာနဲ့နေ့လဲစာတခါတည်းပေါင်းစားတယ်လို့တော့ဖြစ်သွားပါပြီဖြိုးတို့စားတဲ့ချိန်က2နာရီခွဲ3နာရီလောက်တော့ရှိပါပြီအဲ့ဒီချိန်ကျမှဖြိုးတို့မနေ့စာစားရတာပါဒါဖြိုးတို့တငယ်ချင်းနေပါဖြိုးတို့ကဘာမှစားရလဲဆိုရင်အဲ့ဒီဆိုင်နာမည်တော့မသိလိုက်ပါဘူးဘာစားရလဲဆိုရင်တော့ကြီးဦးစားတာပါအခုဆိုလို့ချင်းကြီးစားလို့တောက်လက်ပြီးပြီဆိုတော့တကယ်ချင်းကလည်းနေလို့မကောင်းဘူးပြန်ချမယ်ဆိုပြီးတော့ဖြိုးတို့ပြန်ထွက်တာပါပြန်ထွက်တဲ့အပြင်လေးရောက်ကောအမအပြင်မှာဆင်းထားတာတွေကလည်းအရန်လာနေတဲ့အခါကျတော့ဖြိုးတို့တွေနည်းနည်း၆ပတ်ပြီးတော့ကြီးလက်ကြပါသေးတယ်အပြင်မှာကလူပို့ပြီးတော့များပါတယ်ခုနေရာလေးကခလေးလေးတွေမှာကတ်တုံးဆုံလေးတွေဝတ်ပြီးတော့သူတို့တွေဖြောပြပြီးတော့ကပြမှာပါဖြိုးတို့ကသူတို့ကပြတာကိုစက်မကြည့်တော့ဘဲနဲ့တစ်ဖက်ကိုပဲအမလူတွေအများကြီးရှိတဲ့နေရာကိုတိုးချိတ်ပြီးတော့သွားပါတယ်2နာရီ3နာရီဝန်းကျင်လောက်ပေါ့နော်အဲ့ဒီချိန်ထိတောင်မှပဲလူတွေကအများကြီးပါပဲအဲ့ဒီချိန်ထိအောင်လူတွေကပို့ပြီးတော့များပြီးတော့လာနေကြတာပါညဘက်ဆိုလို့ရှိရင်ပို့လို့တောင်များပါတယ်ဆိုလို့ရှိရင်ဖြိုးတို့သွားနေတာပါအမဖြိုးတငယ်ချင်းပါဖြိုးတငယ်ချင်းကလည်းနေသိမကောင်းပါဘူးလို့ပဲရှိပါတော့တယ်ဒါပေမဲ့ဖြိုးကလည်းပဲချင်တော့လေလိုက်ပြီးတော့ဖြိုးနဲ့တူလိုက်ပေးနေတာပါအဲ့ဒီရှိမှရှိတဲ့ခရစ်စမတ်တပေကြီးပေါ့အကြီးကြီးအဲ့ဒီနေရာကြီးကိုသွားမှာပါအယုတ်လေးတွေနဲ့ဓာတ်ပုံရိုက်လာချင်တာဒါမဲ့လေလူတွေတယောက်ပြီးတယောက်ရိုက်နေကြတော့ခုလေကိုမရောက်တော့အဲ့ဒါနဲ့ပဲအယုတ်လေးတွေနဲ့ရိုက်ပြမလာတော့တာပါဒါမှဒီတိုင်းပဲဆက်သွားခဲ့ပါတယ်ဒါက
ဖြိုးအနောက်ဘက်ကနေပြီးတော့အကုန်လုံးကိုပေါအောင်လို့ရိုက်ပြပေးထားတာပါခုဖြိုးပြထားတဲ့နေရာလုံးဝ natural ဆန်ပါတယ်အရင်လေးလှပါတယ်သူတို့တွေကတစ်နေ့နဲ့တစ်နေ့လည်းမတူဘူးဒီဇိုင်းတွေအလှဆင်တာတွေကလည်းမတူဘူးဆိုတော့တကယ်လို့ကိုကဘန်ကောက်မှာလည်းရှိတယ်တိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်နေတယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုသက်သက်ပါတယ်နောက်ဆုံးမှာတော့ Christmas တစ်ပင်အကြီးကြီးရှိတဲ့နေရာကိုဖြိုးလို့ရောက်သွားပါပြီ။သူကဖုန်းထဲမှာတာသေးတယ်လို့ထင်ရတာပါ။အပြင်မှာဆိုရင်တော့အကြီးကြီးပါပဲ။အမှလူတွေကတပ်ပုံနေရိုက်နေကြတာပါ။ဖြိုးကတော့အကုန်လုံးပါအောင်လို့ပဲရိုက်ပြလိုက်ပါတယ်။တယောက်တည်းတပ်ပုံမရိုက်တော့ပါဘူး။နောက်ဆုံးမှာတော့ဖြိုးတို့လာတာ9ယောက်ကလည်း2ယောက်ဖြိုးတို့2ယောက်ကဒီဘက်ကိုခွဲထွက်လာတာကွဲပြီးတော့ထွက်လာလိုက်တာပါလူတွေကလည်းအမှတိုးလာရတယ်ဆိုတော့အဲ့တိုးလာတဲ့နေရာတွေကိုတော့ဖြိုးကရိုက်မပြထားပါဘူးရှင်ရိုက်ပြလို့လည်းမရဘူးလူကတိုးလာတဲ့တော့ကြောင့်သူတို့3ယောက်ကိုလည်းဖုံးဆက်ပြီးတော့နေရာချထားရင်းနဲ့ဖြိုးတို့ဒါသူတို့3ယောက်စီကိုသွားပြီးတော့နောက်ဆုံးမှာတော့ဖြိုးတို့ပြန်နေပါပြီဒါကဖြိုးတို့တငယ်ချင်း2ယောက်ကသူတို့3ယောက်စီကိုသွားနေပါနောက်ဆုံးမှာတော့ဖြိုးတို့ပြန်ပါပြီဒါကပြန်နေလမ်းမှာဖြိုးရိုက်ပြထားတာပါဒါရထားစီးပြီးတော့ပြန်လာတာပါပထမတော့ကားငားပါတယ်ကားတွေကလည်းကြက်နေတဲ့ခါကျတော့ဖြိုးတို့ကားကိုကန်ဆယ်လုပ်ပြီးတော့ခုကတာကိုရထားနဲ့ပဲလာလိုက်ပါတယ်ရထားနဲ့ပြန်လာလို့လည်းရောက်ပြီးခုကဖြိုးတို့နေတဲ့ဆောင်နေရကိုကားတစ်စင်းထက်စီရမှာပါအနေရာကိုခုလမ်းလျှောက်သွားတာပါခုဆိုရင်ဖြိုးအဆောင်ကိုပြန်ရောက်ပါပြီရှင်အားလုံးပဲတက်တာပါရှင်ဖြိုးကိုခုလိုမျိုးကြည့်ပြကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဘလော့လေးလည်းဖြိုးနဲ့အတူလိုက်ခဲ့ပါအောင်